နောက်တစ်ခုထပ်ပြောပြကျမမိဘရှုထောင့်လက်ခမရှုထောင့်ဆိုရောက်လာတော့မနော်ကျမရဲ့အတွေးခေါ်ကိုပြောပြမယ်ကျမမွေးထားတဲ့သားနှစ်ယောက်စီကကျမဘာမှမမျှော်လင့်ကျမကိုကျမကောင်းအောင်နေတယ်တယောက်တည်းနေတတ်အောင်လေ့ကျင့်တယ်ဒါကကျမမို့ဆိုမှဖြစ်နေလို့တယောက်တည်းနေတတ်အောင်လေ့ကျင့်တာနော်တကယ်လို့နှစ်ယောက်နဲ့ပြည့်စုံနေတယ်ဆိုရင်လည်းအတက်နိုင်ဆုံးပျော်အောင်စိတ်ချမ်းသာအောင်နေကြပါတန်ဖို့ထားပါအရေးဟောင်းဟာလူတကာအတွက်တန်ဖို့အရှိဆုံးနဲ့အကောင်းဆုံးဖြစ်တယ်ကျမအောင်နေတဲ့ရှာရမြတပုံချမ်းနဲ့ရှိသမျှတော့အမကန်ကိုကျမဝယ်တယ်မလုံနိုင်ဘူးမကင်နိုင်တော့ဘူးဆိုတဲ့အခါမှာဘယ်သားသမီးကိုမှမျောလင့်စရာမလိုဘဲနဲ့ကျမအော်တိုငွေကလေးစီးစင်းနေအောင်ကျမဖန်တီးထားတယ်လာကျွေးရင်စားလိုက်မယ်မကျွေးရင်လည်းဝမ်းမနေဘူးအဲ့ဒီ foundation ကိုကျမလက်ရှိကျမ်းမာနေတဲ့အခါမှာပြိုးထားတယ်မမျောလင့်ရင်ရင်ဘတ်မမောဘူးတော်လင့်လို့တစ်ဖက်ကမလာဘူးဆိုရင်ရင်ကွဲလာကြဟုတ်တယ်နော်လာကောင်းလာမယ်မလာကောင်းမလာဘူးမမျောလင့်ဘူးအသက်နိုင်ဆုံးအသက်ကြီးလာရင်ကိုမွေးထားတဲ့သားတွေကိုကျမကြောင့်ဝင်ထမ်းရတာမျိုးမဖြစ်အောင်ကြိုတင်စေတယ်အပိစသမျှကိုသူတို့ပြန်တုတ်ပြန်ရမယ်လို့ဘယ်တော့မှမတွေးထားဘူးအခုအချိန်ထိသူတို့ကိုကျမလာတိုင်းမပြတ်$1တစ်လောက်ကိုတသိန်းပေးတယ်ဟာသူ့အလုပ်ကန်နဲ့သူရှိနေပြီဘာဖြစ်လို့ကိုကတသိန်းတန်ပေးရတာလဲကိုကမိဘကျမအဲ့လိုပေးချင်တာကျမရှင်နေတဲ့ဒီအခိုက်အတန့်လေးမှာသူတို့အဖေမရှိတော့ဘူးအဖေမရှိဘူးဆိုတဲ့အရေးမရှိအောင်ကျမမုတ်ဆိုးမအမေကအားစင်လာတိုင်းအမေကမုံဖို့ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ကိုစိတ်တက်ခွန်အားဘယ်တော့မှမပြတ်အောင်ကျမတိဆောက်ပေးတာသူတို့ကျမချစ်တယ်ချစ်လို့ပေးဆက်တယ်ကျမလုံနိုင်ကိုင်းနိုင်သေးတယ်လေကျမရေးကျမ view site တယ်လေကျမမသိမချစ်သူတို့ကိုပေးသွားမှာအဲ့ဒါကချစ်တဲ့တင်ကေတတစ်ခုအနေနဲ့စီစဉ်တဲ့သဘောလာတဲ့အမေကမုံဖို့ပေးနေတာဖြစ်တဲ့အတွက်ကျမသားရဲ့စိတ်ကလေစိတ်တက်ခွန်အားပြည့်နေမယ်လို့ရဲဆိုရဲမယ်သွားရဲလာရဲမယ်လှုပ်ရဲကန်ရဲမယ်အဖေမရှိပါဘူးဆိုတဲ့တင်ငယ်တဲ့စိတ်လုံးမရှိဘူးကျမပေးတဲ့ငွေတွေရောသူတို့ရှာထားတဲ့ငွေတွေရောသူတို့ဘာလုပ်လဲဘာလုပ်ငန်းလုပ်လဲဘယ်သူတို့ရှယ်ယာဝင်လဲဘာတွေလုပ်လဲကျမဘယ်တော့မှမဆက်စုဘူးလက်မရှာရှိဘူးသူတို့ဒီအရွယ်အလိုက်ထိတွေ့ကြုံစုံရသမျှအားလုံးသူတို့ကိုယ်တိုင်စီစဉ်မှအစိုးအကောင်းကိုကိုယ်တိုင်ဝေခွဲတတ်မှာကျမဝင်ရှာရှိပြီးဝင်ဆွတ်ဖက်နေရင်နေ့တစ်ချိန်မှာကျမဒီလောကမှာမရှိတော့ဘူးဆိုရင်သူတို့မရက်တည်နိုင်တော့ဘူးကျမတက်ရှိထင်ရှားနေတဲ့အခိုင်တို့မားနေရင်လည်းကျမမိမ့်ကြီးကြီးနေလိုက်ရှင်နေတဲ့ခိုင်မှာအကုန်ပြက်ပါစေအဲ့ဒီဝါရကိုကျမကင်ထားတာအမေလေးကိုမွေးထားတဲ့သားကိုဘယ်တော့မှမနစ်ချကျမပဲအသေးခံလိုက်သူတို့ကျမပေါ်ကောင်းကောင်းမကောင်းကောင်းကျမရဲ့မိဘဝတ်တရားရဲ့ရှူတော်ကနေတရုတ်စကားပုံရှိတယ်ဟိုတူပူရှာတိတ်ဆိုးတဲ့ကြားမကြီးတောင်မှဘယ်တော့မှသူ့သားသမီးကိုကင်မစားအဲ့ဝါရကိုအမေဖြစ်တဲ့ကျမကင်ထားတယ်ကိုမွေးထားတာကောင်းတယ်ဖြစ်စေမကောင်းတယ်ဖြစ်စေဘယ်တော့မှကိုကြောင့်သူတို့ကိုမဖြတ်စည်းဘူးကျမသားကော်ဖီဘာဖွင့်တယ်လေအဲ့ဒါနေတယ်မသွားတာဘာမှရှာမရှိခဲ့ဘူးအရန်လိမ်မာတာကျမလေးအဲ့လိုပေါ့နေလို့လားမသိဘူးကျမလည်းစချမ်းသာတယ်ကျမသားတွေရဲ့ရင်ဘတ်ထဲမှာလည်းကျမရောက်နေတယ်အဲ့မေတ္တာတွေကအတင်းလို့ယူလို့ရတဲ့အရာတွေမှမပါဘူးကိုသားသမီးစီကအရန်မျောလင့်ရင်စူးစမ်းနေတုန်းဖြစ်တဲ့တို့ရဲ့အနာဂတ်ကအပူတွေနဲ့စီစဉ်ရတာမိဘကအပူပေးမိလိုက်ရင်ဒီသားသမီးကထင်တလောက်မအောင်မြင်နိုင်တော့စိတ်ညစ်နေရင်ဘာလို့ဘလို့အောင်မြင်တော့မလဲကျမသာအခုချက်ချင်းငေါ့ကွက်နဲ့တည်သွားကြည့်လိုက်တန်းတယ်လောကကြီးမှာအယောင်ဆုံးရှိတယ်ဆိုတာလည်းတို့နားလည်သွားပြီအဲ့ဒါကြောင့်ကျမငငယ်လေးနဲ့တို့ပတ်စံအများကြီးပေးကင်တဲ့အကျိုးကချွတ်ရှိတယ်မလား90ရောက်မှမိဘတွေအမွေခွဲတော့မှငွေကိုတွားပြီးရင်းနှီးခိုင်းတဲ့အခါကျတော့90နဲ့ဘာမှမလုပ်ချင်လို့ရတဲ့ feeling နဲ့အောက်သွားပြီလေငငယ်ရွယ်နဲ့ပို့ပြီးပန့်ပို့ပြီးပတ်စံပေးမင်ပေးကင်တဲ့အတွက်မပြက်စီးလွယ်ဘူးဟိုထိန်းနိုင်တယ်ရှစ်တိုးနောက်ဆုတ်လုတ်တက်သွားတယ်ပတ်စံနဲ့ပတ်သက်ပြီးအပူပင်အကြက်တဲဖြစ်နေတဲ့ကလေးကဆုံးဖြတ်ချက်မတည်ငြိမ်ဘူးယုံကြည်မှုမရှိဘူးဒါကိုရှိအောင်တည်ငြိမ်အောင်ကျမတိဆောက်ပေးတာပတ်စံနဲ့ပိုပေးဆက်လေသူတို့မျက်နှာတောက်ပြောင်လေအိမ်ထောင်ကျသွားပြီဆိုရင်ချွေးမတာလေပို့တာအတွက်ပါဝါအရှိဆုံးလို့ဖြစ်ရမယ်ချွေးမကိုပါဝါပေးရမှာအဲ့ဒါမှကျမအေးဆေးနေလို့ရမှာလေအေးချမ်းပါလေဟာငါသားငါအိမ်ငါဥစ္စာဆိုပြီးတော့ပါဝါယူနေရင်ဒီမိသားစုမှာဝင်လာသမျှလူတွေအားလုံးကငရဲပြီးရောက်သွားတဲ့အတိုင်းပဲ